ကန်းမျိုးရဲ့မိုးရာကင်းစင်နေတဲ့ညအလားပါလေးဖြစ်ပါတယ်တယောက်နဲ့တယောက်ပေါ့နော်အခေါ်ပေါ်တော့မတူကြဘူးကုမှုရာကြာလို့ခေါ်တယ်ပေါ့နော်နနာတို့ကတော့ဒီဟာကသူကညမှပွင့်တာပေါ့နော်ညဒီလိုမနက်တင်နေ့လယ်စမ်းမပွင့်ဘူးညနေစမ်းမပွင့်ဘူးပေါ့နော်ညမှပွင့်တဲ့ပန်းလေးဖြစ်ပါတယ်ရှင်ကုမှုရာကြာပန်းလေးဖြစ်ပါတယ်အခုလောလောဆယ်တော့ပေါ့နော်ဒါကမပွင့်နေဘူးပေါ့နော်ဒါအခုမီးထိုးပြီးမှပြတာပေါ့နော်အရန်လာတယ်ဒီနေ့ကအပင်ကခုတ်လိုက်တာဖြစ်တဲ့အတွက်အဲ့ပန်းလေးပေါ့နော်နှစ်ပွင့်လေးပဲကျန်တယ်ပေါ့နော်ကျန်တာတွေကတော့မရှိတော့မိနစ်3လောက်ဆိုလို့ရှင်တော့အရန်များတယ်ပေါ့နော်ဒါလေးကည9နာရီ10နာရီလောက်ကြာလို့ရှင်တော့ဒီပန်းလေးကပွင့်လောက်တယ်ပေါ့နော်ပွင့်တဲ့အချိန်လေးကိုလည်းနာတစ်ချက်ပေါ့နော်ရိုက်ပြီးမှပြပေးပါမယ်ရှင်တယောက်နဲ့တယောက်အခေါ်ပေါ်မတူတာမလို့အဲ့ဘက်ဘက်ကရောပေါ့နော်ဘလို့ခေါ်ချလဲပေါ့နော်ကွန်မန့်မှာလည်းပြောသားပေးကြပါအောင်ရှင်တလတ်စားတယ်ပေါ့နော်နနာအမတစ်ခွလေးကိုရိုက်လိုက်တယ်ဒါနနာတို့ရေတစ်ခွပန်းလေးပါတစ်ခွပန်းလေးကတော့ကြက်တူရေးတစ်ခွလို့လည်းခေါ်တယ်ပေါ့နော်ပွင့်လာလို့ရှိရင်သူကအပွင့်ကားပေါ့နော်ခရမ်းရောင်လေးနဲ့နှုတ်သီးလေးရရှိရှိလေးဖြစ်ပါတယ်ရှင်ဒါကတော့ကုမှုရာကြာပန်းဖြစ်ပါတယ်ဆက်လက်ကြည့်ပေးပါဦးနော်မိုးချုံနေပြီပေါ့နော်10နာရီထိုးရမှာဖြစ်ပါတယ်ပွင့်နေပါပြီအရန်ကိုလာတော့လေးပေါ့နော်ကုမှုရာကြာပန်းလေးဖြစ်ပါတယ်မှတ်တယ်လေဟိုဒီထုံးလာပါကုမှုရာကြာအရန်ကိုလာပါတယ်တယောက်နဲ့တယောက်ခေါ်တော့မတူဘူးပေါ့နော်နနာတို့ဘက်မှာတော့ပေါ့နော်ကုမှုရာကြာပန်းလို့ခေါ်ပါတယ်ရှင်သူကညမှာပွင့်တာပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုရှိတယ်ပေါ့နော်ဒီရဲပေါ့နော်ကုမှုရာကြာပန်းကိုနာတို့ပေါ့နော်ဒါကောက်ပြီးသွားလို့ပေါ့နော်ဖျားတွေပါလူပြီးသွားလို့ပေါ့နော်တချို့ကကြောက်လဲပေါ့နော်ဖျားပန်းတွေပါကပ်ပြီးလို့ရှင်အဲ့လူပြီးသွားတဲ့ဥစ္စာကိုပေါ့နော်ကြော်စားလို့လည်းရတယ်လို့ပြောတယ်ကျုပ်လေးနဲ့ပေါ့နော်ကြော်စားလို့လည်းရပါတယ်ရှင်ကုမှုရာကြာပန်းဖြစ်ပါတယ်ပါနေရောပဲဒါပေါ့နော်ကုမှုရာကြာလေးဖြစ်ပါတယ်ဒါကနနာကဒီပေါ့နော်အရင်နှစ်တုန်းကတော့ပေါ့နော်အများကြီးပဲပွင့်တယ်ပေါ့နော်ဒီနှစ်ကတော့နှစ်ပွင့်နေပဲရှိတယ်ခုတ်လိုက်တာမလို့ပါဒါလေးကိုကောက်ပြီးမှဖျားမှာကက်လူပါမယ်ရှင်လာနေရောပဲလာချက်ကပြီးအနံ့လေးကလည်းတင်းတင်းနဲ့အရန်မူးရဲ့ဒီမှာဒါဒီမှာသူ့ရဲ့ပုံစံဒီလိုလေးဒီလိုအရွက်ကနေဒီမှာဒီလိုလေးဒီမှာကျအနုရန်စိတ်တယ်နော်လာနေတွေ့လားပြင်းနေမှာကြည့်လုံးဝတော့ညမှပွင့်တာအထဲကိုလည်းကြည့်လိုက်လုံးဝဖြူဖတ်ဥအပ်ပြီးမှအရန်ကိုလာတယ်မှာဟိုအနံ့လေးကတော့ပြောမနေနဲ့တော့တင်းတင်းလေးနဲ့လေဒါလေးကညမှပွင့်တာဆိုတော့ဒါပေါ့နော်အခုဒါကဒါလေးကိုကောက်ပြီးမှဖျားမှာကတ်မှာဖြစ်ပါတယ်ရှင်ရန်လာတယ်ပြီးဒီမှာဒါသူ့ရဲ့အကိုင်ဒီလိုပေါ့နော်ဒီလိုသူကသူ့ရဲ့ပေါက်ပုံပေါက်နေတာအရန်ထူးဆန်းနေတယ်မှာဒါဆိုရင်မှဒီလိုတခိုင်းလေးတွေကနေမှာတခိုင်းလေးတွေကနေပေါ့နော်ဒီမှာပြရမယ်ဝေးရတယ်မှာညတော့မိုးချုံနေပြီအခုကတော့9နာရီခွဲပေါ့နော်9နာရီခွဲလေးပါ9နာရီခွဲပါရှင်ပွင့်ပါပြီဟိုးရန်လာတယ်ဒါလေးကိုနဲ့ဒါကဒီမှာကောက်လိုက်ပါမယ်ရှင်လက်ကကောက်လိုက်ပါပြီဒါလေးနဲ့ဒီမှာခေါင်းထဲမှာခဏချလိုက်ပဲပေါ့နော်နောက်တစ်ခုကောက်ပါအောင်မယ်ရှင်ရတာပါပြီဒါလေးကိုဒီမှာကလေးအောင်ပြရမယ်နော်
လေးကိုဖေးလေးကလိုက်ပါဦးမယ်ရှင်နန္ဒာရဲ့ပေါ့နော် YouTube channel လေးကို subscribe လုပ်ရသေးဆိုရင် subscribe လုပ်ပေးပါဦးရှင်ရှေ့လျှောက်လဲဗီဒီယိုလေးတွေအများကြီးတင်ပေးပါဦးမအများကြီးတင်ပေးပါဦးတင်ပါဘလို့ပေါ့နော်အားပေးကြပါဦးရှင်ကြည့်ရှုပေးကြတဲ့တဦးတယောက်ချင်းစီအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲစီးပွားရေးတွေလည်းဒီထက်မကအဆင်ပြေပြီးမှအားလုံးပဲပေါ့နော်အေးချမ်းသာရတဲ့ဘဝလေးတွေကိုပိုင်ဆိုင်နေကြပါစေရှင်ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးပါဘိုင်ဘိုင်